ရွှေဖန်ရဲ့တရားချစ်ခင်သူတော်စင်အပေါင်းတို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒုတအရှင်စေကိဏဟောကြားတော်မူအပ်သောဘဝဖြောင့်ကြောင်းတစ်စိတစ်စောင်းတရားတော်အပိုင်းတစ်ကိုနာကြားရတော်မှာဖြစ်ပါတယ်ရှင်လူတိုင်းကလူဆိုတာကလည်းလူအမျိုးမျိုးစိတ်အထွေထွေလူမျိုးမျိုးဘာသာမျိုးနေရမျိုးညားလိုက်တဲ့လူတွေအများကြီးနေကြထိုင်ရတဲ့ခါကြတော့လေသူ့အရက်ဒေသနဲ့သူနေကြတာအများကြီးဘယ်သူတွေဘလောက်ပဲဘလို့နေရာမှာနေဘလို့အဆောက်အဦတွေမှာပဲနေလူတိုင်းနေခဲ့ရတဲ့အိမ်တစ်ခုရှိတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဘယ်အိမ်လဲဆိုရင်အမေရဲ့ဝမ်းပိုက်လို့ခေါ်တဲ့အိမ်အဲ့ဒီအိမ်ထဲမှာနေကြရလူမျိုးချင်းမတူလည်းပဲနေခဲ့တဲ့အိမ်ကတော့တူတာဘာသာချင်းမတူလည်းပဲနေခဲ့တဲ့အိမ်ကတော့တူတာအဲ့ဒီအိမ်နဲ့ပတ်သက်ပြီးတော့လူတိုင်းနေခဲ့ကြတဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပြောရင်တဘာဝကြီးကလည်းအံ့ဩစရာဒီသားသမီးလို့ခေါ်တဲ့နေတဲ့သူနဲ့မိဘလို့ခေါ်တဲ့အိမ်ရှင်ဝမ်းပိုက်ပိုင်ရှင်နဲ့ဘယ်လိုဆက်တယ်လဲဆိုတာကလည်းအံ့ဩစရာဘုံမတို့အနေနဲ့ပြောပြရင်တော့သုံးလောကထထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘုရားဖြစ်ကိုရောက်တော်မူမဲ့နောက်ဆုံးဘဝမှာလည်းပဲခမည်းတော်သုတ္တရဏမင်းကြီးနဲ့မေတော်မာယာသူတို့နှစ်ဦးရဲ့တန်တန်မှာမေတော်မာယာရဲ့ဝမ်းကြံတိုင်းမှာနေခဲ့ရသေးတာအဲ့ဒီနေပုံတွေနီးနဲ့ကိုနေပုံတွေနီးအများလူတွေနေပုံတွေနီးနဲ့တော့နေတာချင်းတော့တူတယ်နေပုံတွေနီးချင်းကွာစပြီးတော့ပြောရရင်တော့ဘုန်းတော်ကြီးမြတ်စွာဘုရားတုတိတနတ်ပြည်မှာသတင်းသုံးနတ်သားဘဝနဲ့လောကကြီးမှာဖယားမရှိရင်တော့ပျက်စီးတော့မှာပဲဖယားမပွင့်ပေါ်ရင်တော့ပျက်စီးတော့မှာပဲလောကပါဠိဆောင်းလျှောက်ကြတဲ့မြမာကြီးတွေကနတ်မြမာကြီးတွေကဖယားအလောင်းတော်ကိုတောင်းပန်လို့လူပြည်ဌာနလူလောကကိုဆင်းပြီးတော့လူသားတိုင်းတတ္တဝါတိုင်းလူသားတိုင်းလို့ပြောရမှာပေါ့နေရတဲ့အမိအိမ်ကိုယူရတာဒီတိုင်းမနေယူရတာယူတော့မှကြည်ချင်းကြီး၅ပါးနဲ့ကြည်တယ်ကြည်ချင်းကြီး၅ပါးနဲ့ကြည်တဲ့နေရာမှာနတ်ပြည်ကဆုတည်ပြီးတော့လူပြည်ကိုနေတဲ့အချိန်ဟုတ်သလားနားလည်လွယ်အောင်ပြောရင်တော့ဒီအဖေဒီအမေနဲ့ငါအဖေအမေတော်တဲ့လားမတော်တဲ့ဘူးလားကြည့်ဒီအဖေဒီအမေနဲ့ငါဘုရားအလောင်းတော်နတ်သားဟာအဖေအမေတော်တဲ့လားဒါကြည့်ပြီးတော့မှတော်တဲ့တယ်လို့ဆုံးဖြတ်ပြီးတော့မှမေတော်မာယာရဲ့ဝမ်းကြံတိုက်ကိုကိန်းအောင်တာကိန်းသက်တာမေတော်မာယာအိမ်မက်တွေရလာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဗုဒ္ဓဝင်စာအုပ်တွေဖတ်ကြည့်ရင်သိပါတယ်ဒီနေရာမှာအများအနေနဲ့နားလည်အောင်ပြောရင်တော့ဖယားလောင်းကအမေအဖေတော်ရမယ်လို့ယူရည်တယ်ကိုရောကိုလူပြည်ဌာနလူလောကကိုကိုလာတော့ကအမေအဖေကိုယူရည်ပြီးမှလာတာလားမယူရည်ပဲနဲ့လာတာလားဘုမဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလောင်းတော်ကအိုးအဖေဆိုးတဲ့သူနဲ့တွေ့ရင်သားလည်းဆိုးသွားတတ်တယ်အမေဆိုးတဲ့သူနဲ့တွေ့ရင်သားလည်းဆိုးသွားတတ်တယ်သမီးလည်းဆိုးသွားတတ်တယ်ဒါဖြင့်စဉ်းစားရမှာကိုကရောလူပြည်ဌာနလူလောကကိုလာတော့ကအဲ့လိုယူရည်ပြီးမှလာတာနော်ဒီကနေနိဗ္ဗာန်မရောက်သေးလို့ဒီကနေနောင်ဘဝသွားမယ်ဆိုရင်တော့အဲ့လိုရွေးတဲ့သူတွေရှိပါလားကိုကမရွေးဘဲနဲ့သွားမလားအဲ့ဒါလိုစဉ်းစားစရာတွေပေါ်လာတို့ဘုန်းတော်ကြီးမြတ်စွာဘုရားရဲ့အလောင်းတော်ပါရမီဖြည့်စဉ်နဲ့လေးသိမ့်ခြင်းနဲ့ဂါဝတသိမ့်ပါရမီဖြည့်စဉ်စိတ်ဓာတ်တွေခဏထားဘုရားရှင်ကိုတော်မြတ်ကြီးအမေအဖေတော်ဖို့ရာတောင်မှဉာဏ်တော်ကြီးနဲ့ကြည့်ပြီးတော့မှရွေးတာဝမ်းကြတိုက်ကိုတော်မှကြည့်ရွေးတာအခုလူလောကမှာကိုနေတဲ့အိမ်ကြတော့ဘလို့အိမ်ကိုနေမယ်ဒီလိုအိမ်ကိုနေမယ်ဟိုလိုအိမ်ကိုနေမယ်နဲ့ရွေးလိုက်ကြဒီအိမ်မှာနေလို့ဒီအိမ်ကကိုကျေးဇူးပြုတာမှန်ပဲတွေ့ကြည့်ဖို့အများနားလည်အောင်ပြောရင်လူလောကမှာအမေတယောက်ရဲ့ဝမ်းပိုက်ထဲနေကြည့်လိုက်နေကြည့်တဲ့အခါမှာကလလရေကြီးတီကလေးကရုပ်ကလတ်လေးတွေဖြစ်လာရုပ်လေးတွေဖြစ်လာခေါင်းခါချစ်တဲ့လေးတွေဖြစ်လာကိုဘာမှစားရမလို့အမေစားတာကိုစားအမေစားတာကိုစားတယ်ဘာမှကိုရေတောက်စရာမလိုအမေရေတောက်ရင်ကိုတောက်ပါတယ်ဒါတော့လူတိုင်းနားလဲပါတယ်အမှန်ကခန္ဓာကိုယ်ကနှစ်ခုကွဲပြားလာပြီမဲ့လောကသဘောနဲ့ပြောရင်ချက်ကျိုးနဲ့ဆက်ဓမ္မသဘောနဲ့ပြောရင်ခန္ဓာကိုယ်ကလည်းတူတူပဲဒီခန္ဓာကိုယ်အတွင်းမှာပဲခန္ဓာကိုယ်မကွဲပြားသေးအမေဝမ်းကကျွတ်ပြီးချက်ကျိုးလေးဖြတ်လိုက်မှခန္ဓာကိုယ်ကကွဲသွားဒါပေမဲ့စိတ်ဓာတ်ရောစိတ်ဓာတ်ကလည်းအံ့စရာကောင်းတာအမေရဲ့စိတ်ဓာတ်ဟာဒီသားဒီသမီးဒီရင်သွေးမှာပါမပါတွက်ကြည့်ယုတ်ကလတ်အနေနဲ့ရလာတဲ့အဖေအမေရဲ့ယုတ်ကလတ်ဟာရုပ်အဖွဲ့အစည်းဟာဒီအဖေအမေရဲ့စိတ်ဓာတ်ပါမပါတွက်ကြည့်ပါတာပေါ့လူတိုင်းမှာပါတာပဂရိအိမ်ကိုသာရွေးကြတဲ့အခါမှာလူတွေကဘယ်အိမ်လေးတော့ကောင်းမယ်ဘယ်အိမ်မှာအိမ်နေမယ်ဘလို့ဘာညာနဲ့ပြင်ဆင်လိုက်ကြတာ
ဒီအမိဝမ်းမှနေဖို့ကြတော့မပြင်ဆင်ရတို့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလောင်းတော်ကြတော့အဲ့လိုကိုပြင်ဆင်ပြီးမှလာလိုက်ပြန်တော့တွက်ကြည့်တော့ကိုဟာကိုလည်းစဉ်းစားတတ်ကြပါလေအမေစားသမျှသူစားအမေဆက်ရင်သူဆက်အမေချိုရင်သူချိုရောအမေခါရင်သူခါရောအမေအေးရင်သူအေးဒီချက်ကျိုးနဲ့ဆက်နေတယ်ဆိုတာသဘာဝဓမ္မကြီးကခန္ဓာကိုယ်ကတစ်ခုတည်းပဲနှစ်ခုမဟုတ်သေးချက်ကျိုးမပြတ်ဘူးဒါမြင်စိတ်ကလည်းနောက်ဆုံးအမေများမေတ္တာတွေလွတ်ပေးနေဒီကလေးကလည်းအမေစီကိုမေတ္တာပြန်ရောက်မှာပဲစိတ်ကနှစ်ပိုင်းဖြစ်သွားတာအမေများအပြင်ကိုမကြည့်မနဲ့ဒေါသတွေကြီးနေဒီကလေးကလည်းအလိုလိုနေဒေါသကြီးတဲ့တက်တွေကဝင်နေမှာအဲ့ဒါကိုများတော့အဖြစ်မှတိတ်ပြီးတော့နားမလည်ကြရှာမသိကြရှာလဲမခံကြဘလောက်အရေးကြီးအဲ့ဒီကြတော့ပြောစရာရှိတယ်အရှင်ဘုရားအမိဝမ်းထဲမှာကိမ့်မှုရအတွက်လူပြည်လာတဲ့အခါမှာဝမ်းတိုက်ကောင်းကောင်းအမေကောင်းကောင်းအဖေကောင်းကောင်းကိုရွေးလို့ရတယ်လို့တပည့်တော်တို့တွေအင်ယာတီထောင်တို့ပေါ်မှာနေကြလို့တဦးနဲ့တဦးမေတ္တာမျှပြီးနှစ်ဖက်သောမိဘတွေကသဘောညီတူကြည်ပြူလို့အိမ်အောင်ကြလာပြီဆိုရင်တပည့်တော်တို့ကရောသားသမီးကိုလာခြင်းဟာလာလက်ခံရမှာလားကိုရောသားသမီးကိုရွေးလို့မရဘူးလားအဲ့ဒါလေးပါနည်းနည်းပြောပြချင်ရွေးလို့မရဘူးလားဆိုတော့တွက်ကြည့်လေလူပြည်ကလည်းကိုယ့်ဘက်ထဲကိုလာလို့ရတယ်လူပြည်ကဘဝဆုံးသွားနတ်ပြည်ကလည်းဘဝဆုံးသွားရင်လာလို့ရတယ်ဗြဟ္မပြည်ကလည်းကိုယ်ဝမ်းပိုက်ထဲကိုဆုံးသွားရင်လာလို့ရတယ်နောက်ပြီးတော့ငရဲပြည်ကလည်းပဲလူပြည်ရောက်လို့ရတယ်ကိုယ်ပိုက်ထဲတိရစ္ဆာန်ကလည်းပဲကိုယ်ပိုက်ထဲရောက်လို့ရတယ်တိရစ္ဆာန်ကြီးရောက်လာတာတော့ပဲဟုတ်မှာတော့တိရစ္ဆာန်ဘဝကုန်ပြီးတော့ငရဲတိရစ္ဆာန်ပိဋ္ဌအတူတကယ်ရောက်လာလို့ရတယ်ဒါကြောင့်မို့ပြောပြရတယ်တရားစခန်းတွေမှာအစိတ်30တရားစခန်းတွေလို့16နှစ်အစိတ်တရားစခန်းတွေကြတော့ဒါတွေပြောပြရလူတဘာဝလူလောကမှာနေလို့အင်ညာတီထောင်လူတို့ဘောင်မှာနေလို့ဒီကိစ္စတွေဆောင်ရွက်ကြပြီဆိုရင်ကိုဝမ်းပိုက်ထဲကိုနတ်ပြည်များသားလေးသမီးလေးလာအဲ့ဒီသားသမီးကြောင့်မို့ကိုပဲဒီသားလေးသမီးလေးကိုဝမ်းပိုက်ထဲရောက်တာနဲ့ကိုပဲသူဘုံသူကနဲ့ကိုစီးပွားတွေကိုဖြစ်လို့ကြီးပွားလို့အိမ်တစ်လုံးပြီးတစ်လုံးရလို့တိုက်တွေတာတွေရလို့အိုးနတ်ပြည်လာတဲ့သူများသူတော်ကောင်းနတ်ပြည်လာတဲ့သူများဆိုရင်ဗြဟ္မပြည်လာတဲ့သူများဆိုပြောမနေနဲ့ဝမ်းပိုက်ထဲရှိသေးတယ်အိုးဟိုဘက်အဖိုးဖွားတွေဒီဘက်အဖိုးဖွားတွေကသားသမီးတွေရဲ့ကစားစရာတွေဘာတွေအကုန်ဝဲလို့ဒုမီးလေးရပြီဆိုလို့ပြောလို့အဲ့ဒါလာတဲ့သူကမူတည်တာလာတဲ့သူကကွာဝါတာကြုံဘူးကြမှာပါတွေ့ဘူးကြမှာပါကြားဘူးကြမှာပါတချို့များဆိုရင်သားသမီးရလိုက်တာနဲ့ကိုလင်မယားကွဲတာရှိသားသမီးရလိုက်တာနဲ့ကိုစီးပွားတွေပြက်တာရှိသားသမီးရလိုက်တာနဲ့ကိုတွက်ကြည့်ပြီအကုန်လုံးဘာပြဿနာမှန်းကိုမသိတော့အောင်ဒီပြဿနာတွေကစုံလိုက်တာပြောမနေနဲ့တော့အဲ့ဒီမှာဘာလို့လဲလို့သိချင်စဉ်းစားကြည့်တော့ငရဲတက်လာတဲ့လူကိုပိုက်ထဲရောက်သလားမှမသိပိဋ္ဌာကလာတဲ့လူကိုပိုက်ထဲရောက်သလားမှမသိငရဲတိရစ္ဆာန်ပိဋ္ဌာအတူတကယ်အပယ်လေးပုံကုသကအလုံးကိုနဲတဲ့သူတွေကိုပိုက်ထဲရောက်လာကုသကနဲတဲ့သူတွေကိုပိုက်ထဲရောက်လာရင်အကျိုးပေးရဘာတွေဆိုသိတာအဲ့ဒါလေးကိုနားမလဲတော့လင်မယားကွဲတာရောင်းမကြောက်လင်မယားကွဲတာရောက်ခမကြောက်ဒီသားလေးသမီးလေးဘလို့ဖြစ်သွားတာဘာလို့နဲ့ဘေးလူတွေကိုဖြစ်နေအမှန်ကကိုယ်ပိုက်ထဲမှာအမှန်ပြောရင်တော့ကိုယ်အိမ်ငါးကိုကောင်းကောင်းမရွေးပဲနဲ့ကြုံငါးလိုက်တော့အိမ်ဒုက္ခရောက်တာပေါ့လောကသဘောအိမ်ငါးတဲ့သူတွေရှိတယ်အိမ်ပိုင်ရှင်တွေကြုံတဲ့သူတွေကိုငါးလိုက်တော့ကြုံတယ်လို့ဒုက္ခရောက်ကုန်မကောင်းတဲ့ဟာအဲ့တော့ကိုယ်ကသားသမီးယတနာကိုကိုယ်ဝမ်းပိုက်ထဲမှာရောက်စေခြင်းပြီးနေစေခြင်းပြီးဆိုရင်ကိုယ်ကြိုက်တာခေါ်လို့ရတယ်ကိုသားသမီးကလည်းအမေအဖေကိုရွေးခွင့်ရွေးနိုင်လို့အခွင့်အလမ်းရှိတယ်လို့မိဘကလည်းသားသမီးကိုရွေးနိုင်တဲ့အခွင့်အလမ်းရှိတယ်ဘုံဘုံတော့ပြောပြတာပါပဲအမြဲတမ်းလူမျိုးမရွေးဘာသာမရွေးကိုဘာသာနဲ့ကိုယုံကြည်မှုဆိုတာရှိကြတာပဲကိုဝယ်မှုနဲ့ကိုရှိကြတာတကယ်များသားကောင်းသမီးကောင်းကိုကိုပိုက်တဲ့ရောက်စေခြင်းရင်ဘုံဘုံတို့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမတိုင်းဆိုရင်တော့မင်္ဂလာဆောင်ပြီးကြတဲ့ကိုဥပုသ်ဆောင်ရပါလားခြေပန်းသင်္ကာတွေဆောက်ပြီးလို့အိုးစိတ်သက်ကောင်းနေမွေးလို့ဟိုအဖေလေဟိုဘက်မိဘလည်းချစ်ဒီဘက်မိဘလည်းချစ်လို့အိုးဒီအတိလေးများရှိသွားရင်ဘယ်တော့ကောင်းရှစ်သမားသီလဆောက်တည်ရင်းနဲ့မှသူဟာသူသားသမီးလာပါသည်ဆိုတဲ့အပိုင်းကြတစ်ပိုင်းရှစ်ပါးသီလစောင့်နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာအဲ့ဒီဝမ်းကြအိမ်ကိုငရဲတိရစ္ဆာန်ပိဋ္ဌအတူတကယ်အပေလေးပုံကဘယ်သူမှမလာနိုင်အခုဘုန်းတော်ကြီးမြတ်စွာဘုရားအလောင်းတော်တုတိတနတ်ပြည်ကလူပြည်ဆင်းတော့မယ်ဆိုတော့အမေကိုကြည့်တာအဲ့ဒါပါတယ်အဖေကိုကြည့်တာလည်းအဲ့ဒါပါတယ်အဲ့လိုကြည့်ပြီးတော့မှလာတာတကယ်လို့ကိုမိမိတို့ဓာတ်တွေနိဗ္ဗာန်မရောက်သေးလို့ဘဝတစ်ခုမှာများနတ်ပြည်ကဆိုပါတော့အဲ့ဒီကနေသုတည်ပြီးလူပြည်လာမယ်ဆိုကိုကလည်းရွေးရတယ်မရွေးဘဲနဲ့မလာနဲ့နတ်ပြည်ကတော့ရွေးကြတာများပါတယ်နတ်ပြည်ကတော့ရွေးပြီးတော့မှလာကြတာဓမ္မပြည်ကလည်းရွေးပြီးမှလာကြ
မရွေးတာငါငရဲတိရစ္ဆာန်ပိတ်တာအတူတကယ်ပါပဲမရွေးတာတွေ့ကြည့်ပေါ့အိမ်အောင်ကြကဇနီးမောင်ကတူကတမိသားစုကသီလတွေရှိလို့ဒါနတွေပြုလို့လူကြတန်းညလို့ဩဖျားရှိခိုးလို့တောက်တော်ရေကတ်လို့ဥပုသ်သတင်းသီလနဲ့အိုးကုသိုလ်ကောင်းမှုတွေများပြုနေနှက်ပြည်ဌာနလာတဲ့ပေါ့အမေတော်တဲ့ပေါ့အဖေတော်အဲ့ဒါနဲ့ပဲကြီးပွားချမ်းသာကုန်ရတာဒီအများကြီးအဲ့ဒါနဲ့ပဲကြီးပွားချမ်းသာကုန်ရတာဒီအများကြီးခိုးဘက်ကတစ်ခါပြန်ကြည့်ပြန်တော့ကြည်စမ်းပိဋ္ဌာကနေလူဖြစ်တယ်ဆိုပါစို့ပိဋ္ဌာကဘွားကနေတစ်ခုခုကြောင့်မို့သူကပိဋ္ဌာဘွားကုံသွားပြီလူဘွားရောက်တော့မယ်ဆိုရင်အဖေအရက်တောက်နေလည်းဂယုမဆိုင်ဘူးအမေချဲထိုးနေလည်းဂယုမဆိုင်အမေအဖေဘာလုပ်နေနေအမေအဖေသမီးရောက်မှချင်းတက်လည်းဂယုမဆိုင်ဘူးသူဘိုက်ထဲဝင်ရဖို့ပဲအရေးကြီးတာဟောအဲ့လိုပြီးကပြည့်ဝင်လာတဲ့ပိဋ္ဌာများကိုယ်ဘိုက်ထဲရောက်လာရင်တစ်သလုံးမကြည့်ပါတော့ဒီသားအတွက်ဒီသမီးအတွက်ကိုပူလိုက်ရမယ်ဖြစ်ချင်းဒါသားသမီးကိုရွေးပြီးလက်မခံတဲ့အပြစ်လို့ခေါ်မလားမသိဘူးအကျိုးဆက်လို့ပြောရင်ပိုကောင်းတာအဲ့ဒါကိုသတိမထားကြအဲ့တော့မိမိတို့တပည့်မှာအဲ့ဒါလေးကိုနားလည်လာရင်ဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူခဲ့တဲ့အလောင်းတော်ဘဝကကြည်ကြီးကြီး၅ပါးတို့မိဘကိုရွေးတာတို့ကိုသဘောပေါက်ပြီးကိုလည်းပဲသားသမီးကိုရွေးလို့ရတယ်ကိုလည်းသားသမီးကိုရွေးလို့ရတယ်ဆိုဘယ်တော့ကောင်းလိုက်လဲကိုဘဝဟာအဲ့ဒါလေးပြောပြကြည့်တော့ဒီ16နှစ်အစိတ်ပြောရတာအဆင်ပြေတာပေါ့အစိတ်35ပြောရတာအဆင်ပြေတာပေါ့အဲ့ဒါတချို့ကလာပြောတယ်အရှင်ဘုရားတဲ့ဒီတရားမျိုးဘာလို့အစိုးရတုန်းကမဟောတာတုံးလဲသူ့အသက်ကဘယ်လောက်ရှိတုံးဆို60ကျော်နေဘယ်လိုလုပ်အမှန်ကဒီအသိလေးတာအစိုးကြီးကလေးကသိသွားရင်သိလို့အသုံးချသွားရင်အသုံးချတဲ့သူတွေဘယ်လောက်ကျေးဇူးများတော့အသုံးချတဲ့သူတွေဘယ်လောက်အကျိုးရှိတော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေရဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမကိုသိလို့လိုက်နာကျင့်ကြံရင်အလွန်ကျေးဇူးများပါလေအလွန်အသုံးချပါတယ်အလွန်အသုံးဝင်ပါတယ်ကိုယ့်အတွက်လည်းကောင်းတယ်ကိုယ့်မိသားစုလည်းကောင်းတယ်ကိုယ့်လူမျိုးတွေကြီးပဲနေကြည့်လိုက်ကြစမ်းပါကွယ်လောကသဘောနဲ့လည်းပဲကိုချင်းသီလတွေပြည့်စုံလို့လောကသဘောနဲ့လည်းပေးကြကျွေးကြတဦးနဲ့တဦးမေတ္တာတွေထားလို့ဓမ္မသဘောနဲ့ကြတော့လေကိုဝမ်းကြတိုက်တဲ့ကိုအိမ်ငားလာတာကသူတော်ကောင်းနေလာတယ်အဲ့ဒီသူတော်ကောင်းတွေရဲ့အကျိုးပေးတွေဟာဘယ်လောက်များလိုက်မလဲတွေ့ကြည့်အဲ့ဒါလေမိဘနဲ့သားသမီးဆိုတာဆက်သွယ်နေတယ်ဆိုတာအဲ့ဒါမိဘဘက်ကစိတ်ဓာတ်တွေကောင်းရင်သားသမီးစီစိတ်ဓာတ်ကောင်းနေဝမ်းတိုက်ထဲရောက်သွားတယ်ဝမ်းကြတိုက်ထဲရောက်လာတဲ့သားသမီးစိတ်ဓာတ်ကောင်းနေတယ်မိဘကစိတ်ဓာတ်တွေပြန်ကောင်းလာတယ်ကြားဘူးမှာပေါ့ချင်းချင်းတက်တယ်ဆိုကြားဘူးတာကိုပြောလို့ရှိရင်ဟိုးအဇာတတမင်းကြီးဖြစ်လာတဲ့သူအဇာတတမင်းသားဟိုကလေးဘဝကအမိဝမ်းထဲမှာရောက်လာကြတဲ့ကိုကအဇာတတတ္ထုဆိုတာမမွေးခင်ကလေးကအဖေရဲ့ရန်သူမို့လို့အဇာတတတ္ထုလို့ခေါ်အဲ့ဒီသူစိတ်ဓာတ်ကအမေကိုတိုးပြီးတော့ချင်းချင်းတက်ပြီးကြိုက်လက်မောင်းသွေးဖောက်တော့ချင်တာတဲ့ခင်မုန်းယောက်ျားဖြစ်တဲ့ဗိမိတာရမင်းကြီးဒီကလေးရဲ့အဖေဖြစ်တဲ့ဗိမိတာရမင်းကြီးရဲ့လက်မောင်းသွေးဖောက်တော့ချင်တာတဲ့အဲ့ဒါကိုဝမ်းကြတိုက်ထဲရောက်တဲ့သူရဲ့စိတ်ဓာတ်ကိုမိဘသိတယ်အမေသိတယ်ဘေးလူတွေသိတယ်အဲ့ဒါကြောင့်မို့အဲ့လိုဟာမျိုးဘာလို့ပေးဝင်ခံမှာလဲတချို့ကြတော့လေကြည့်ပါလားဝမ်းကြတိုက်ထဲရောက်လာလိုက်တာနဲ့လေအိုးလူချင်းတန်းကျင်လိုက်တာဘုပ္ပန္နိတသာမဏေရဲ့အမေတို့ဆိုရင်ဘာပြောအိုးလူချင်းတန်းကျင်လိုက်ကြအရှင်သာရိပုတ္တအမှုရှိတဲ့တန်ဃာတော်900ကိုဆုံးကုန်းနေတဲ့လူတန်းတို့ခန္ဓာနိုစွမ်းနဲ့လူတန်းတို့ဒါကရှင်ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကအကြောင်းအခုခေတ်မှလည်းအိုးဝမ်းပိတ်ထဲမှာသားလေးရောက်လာသမီးလေးရောက်လာအရင်စိတ်ဆိုးမျိုးကိုမရှိတော့ဘူးအရင်စိတ်ဓာတ်ဆိုးမျိုးကိုမရှိတော့စိတ်ဓာတ်တွေကောင်းသွားလိုက်ကြတာမလူဘူးလေလူချင်းနေတယ်ဖရားတွေသွားဖူးချင်းနေတယ်အိုးဖရားတောက်တော်ရေကတ်ချင်းနဲ့ကုသိုလ်တွေလုပ်ချင်းနေလိုက်ကြတာအဲ့ဒါကြောင့်မို့ပြောပြချင်တာကမိဘနဲ့သားသမီးလောကကြီးမှာသားသမီးသာမရှိရင်နေရမယ်မိဘတော့ရှိတယ်လောကကြီးမှာလူသားတိုင်းဟာအိမ်မျိုးစုံမှာနေရပေမဲ့လို့လူတိုင်းမလွတ်တမ်းနေကြရတာကအမေရဲ့ဝမ်းကြတိုက်အိမ်အဲ့ဒီအိမ်ထဲမှာမနေခင်ကရဲ့နေတုံးရဲ့အဲ့ဒါလေးကိုသဘောပေါက်ရင်အမေဖြစ်မဲ့ပုဂ္ဂိုလ်တွေအဖေဖြစ်မဲ့ပုဂ္ဂိုလ်တွေကလည်းသားသမီးကိုကြိုက်တယ်လို့ရွေးယူလို့ရတယ်အဖေအမေကိုလည်းပဲသားသမီးဖြစ်လို့တဲ့ပုဂ္ဂိုလ်တွေကအဖေအမေကိုလည်းကြိုက်တယ်လို့ရွေးယူလို့ရတယ်အဲ့ဒီအတိလေးသာရှိသွားရင်ဒီမိသားစုရဲ့သားသမီးအစဒီမိသားစုရဲ့ဘဝအစဘလောက်ထိလောကကြီးမှာအစဉ်ပြေတိုးတက်အောင်မြင်အောင်ကြိုတင်စီမံလို့ရတယ်အဲ့ဒါတွေကိုနားလည်ပြီးများအဲ့ဒီစိတ်ဓာတ်တွေများနေနိုင်ရင်လူမျိုးနဲ့မဆိုင်ဘူးနော်ဘာသာနဲ့မဆိုင်ကိုယ်ဘာသာနဲ့ကိုကောင်းတာကိုလုပ်ခွင့်ရှိတာပဲကိုယူဆချက်နဲ့ကိုပဲလူမျိုးမရွေးဘာသာမရွေးမိသားစုတွေအားလုံးကောင်းရင်ရက်ွက်တွေအားလုံးကောင်းပြီးတော့တနိုင်ငံလုံးတစ်ကမ္ဘာလုံးတစ်လောကလုံးကောင်းနေအဲ့လိုကောင်းကျိုးချမ်းသာတွေရအောင်ထိဗုဒ္ဓမြတ်စွာရဲ့စာပေတွေကဆုံးမထားပါတယ်ပြောပေးထားပါတယ်အဲ့ဒါလိုနားလည်ပြီးတော့များကျင့်ကြံကြိုးကုပ်အားထုတ်ကြရင်လူတိုင်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်ရကြပါစေကုန်သတည်း